ရန်ချင်းချင်းတို့အဖွဲ့ကတော့မနာလို့ဖြစ်နေတယ်ပြီးတော့နေ့အစစ်နဲ့ဒီလိုပွဲမျိုးကိုအရှက်မရှိတက်စရာမလိုဘူးဆိုပြီးဖိတ်စာကိုဆွဲဖြဲမလို့ပြင်တယ်အဲ့ဒီအချိန်စုခခါကနေ့လိုအရေးချင်းမရှိပဲဦးလေးအားကိုနဲ့အလုပ်ရတဲ့သူသာရှက်ရမှာလို့ပြောတယ်ရန်ချင်းချင်းလဲအနာပေါ်ဒုတ်ကြသွားပြီးစုခခါကိုရိုက်ဖို့ပြင်နေစဉ်စုခခါကအရင်ရိုက်ပစ်လိုက်တယ်ပြီးတော့ငိန်ခံနေတာအဟုတ်မှတ်မနေနဲ့လို့ပြောလိုက်တယ်ချေမွသွားတဲ့ဖိတ်စာလေးကိုကြည့်ပြီးသူမကတော့ဝမ်းနေနေတယ်အဲ့ဒီအချိန် CEO ရောက်လာပြီးစိတ်မကောင်းဖြစ်မနေနဲ့လို့ပြောတယ်ပြီးတော့ဖိတ်စာအစ်စ်ပေးတယ်သူမလည်းပျော်သွားတာပေါ့တခါခောက်တန်ကြားလို့တွားဖွင့်တော့ကြော်ရှင်လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်နောက်က CEO ကအမေလို့ခေါ်လိုက်တော့သူမအံ့ဩသွားတယ်ထိုမျိုးသမီးကတော့သူ့သားကိုအစကယောက်ျားချင်းကြိုက်တဲ့သူထင်နေတာခုမှအိမ်အောင်ကြတာမြင်ရလို့ဝမ်းသာနေကြောင်းပြောနေတယ်ပြီးတော့ဈေးကြီးတဲ့အခန်းတွင်းပရိဘောဂတွေကိုနေရာချပေးနေတယ် CEO ကအခြေအနေကိုမြန်မြန်ရှင်းပြလိုက်မှသူမသဘောပေါက်သွားတယ်တကယ်တော့သူမကတရုတ်ဆောင်တယောက်မလို့စက်ကောင်နဲ့စီးမျောပြီးတရုတ်ဆောင်နေတာလို့ရှင်းပြလိုက်တော့စုခခါနားလဲသွားတယ်အမျိုးသမီးကအရန်ဖော်ရွေးပြီးကျင်နာတက်တာကြောင့်မိဘမြစ်တာငတ်နေတဲ့သူမအတွက်ဝမ်းသာနေတယ်ပြီးတော့အမျိုးသမီးကသူမအတွက်လက်ဆောင်တွေပေးတယ်ဒီလက်ဆောင်တွေကလက်ကုန်ခန်းဒီတစ်စကောက်နဲ့ချပေးတဲ့ပစ္စည်းတွေလို့ပါပြောတယ်မလို့ချင်းချောင်းညင်းပေမဲ့မနှက်ဖြန်ပွဲအတွက်လိုအပ်မှာဖြစ်လို့လက်ခံဖို့သူကပြောတော့သူမလည်းလက်ခံလိုက်တယ်ရန်ချင်းချင်းတို့အဖွဲ့ကတော့ရောက်နေပြီခေါင်းဆောင်ကဒီလိုပွဲမျိုးအတွက်လက်မှတ်ယူပေးလို့ရန်ချင်းချင်းကိုကျေးဇူးတင်နေတယ်ပြီးတော့စုခခါမလာနိုင်တော့တာကိုဟာတိုက်ရနေကြတယ်စုခခါရဲ့တငယ်ချင်းကတော့သူမအတွက်ဝမ်းနေနေတယ်ထိုအချိန်ကားတစ်စီးပေါ်မှာစုခခါဆင်းလာတယ်သူမဝတ်ထားတဲ့အဝတ်အစားလက်ဝတ်ရတနာနဲ့အိတ်ကအရန်စေးကြီးတဲ့ပစ္စည်းတွေဖြစ်တာကြောင့်ရန်ချင်းချင်းတို့အံ့ဩနေတယ်ပြီးတော့မနာလိုစွာနဲ့ဖိတ်စာမပါရင်မဝင်ရဘူးလို့ပြောတယ်စုခခါလည်းသူမကိုတိုက်သွားပြီးအဆောင်ကိုဖိတ်စာပြတယ်အဆောင်လည်းချက်ချင်းယိုကျိုးတဲ့အမူအရာနဲ့စုခခါကိုအထဲဝင်ဖို့ပြောတယ်အဲ့ဒီဖိတ်စာကငါတို့ဖိတ်စာနဲ့မတူတာကိုဘာလို့ဝင်ခိုင်းတာလဲလို့ရန်ချင်းချင်းကဒေါသတကြီးမေးတယ်ဒီဖိတ်စာကအထူးရဲ့တဲ့ VIP ဖိတ်စာပါလို့အဆောင်ကပြန်ပြောတော့သူတို့အားလုံးအံ့ဩသွားတယ်